နေ့ကတော့မျိုးလေးပါကျွန်တော်စောက်ထားတာပါကျွန်တော်ရဲ့မျိုးလေးပါဇာတိမျိုးလေးပေါ့ဒါဓာတ်စီဆိုင်ပါဒါလေးကတော့ပန်းကြံလေးပေါ့နော်ရေကူးကအမဲနဲ့ဖြူရှိပါတယ်ဒီမှာကျွန်တော်တို့တင်ញိုင်းကုန်းတော့ထားပါတယ်တင်ញိုင်းကုန်းလေးထားပါတယ်ဒီနားမှာစုံးမတွေထည့်ထားတာဒီအဲရကိုလာဝင်စော်သွားတယ်ဗျာဒီမှာလည်းပဲအဲရကိုလာတွေရွာထက်အဆောင်ထားဒါလေးကတော့အိမ်လေးတစ်ခုပါမှာတော့ကုမ္ပဏီပါအမြင့်ပါတယ်မနေ့မြင့်ပါတယ်ဒီတိုက်ကကျွန်တော်တို့တော့ရဟိုဘက်မှာဖျားကျွန်တော်ဖျားဆိုတိတ်လည်းမဆောက်တဲ့လောက်ပဲရတယ်ဗျာဘုရားညောင်ရည်သွမို့အပင်လေးဒီဥစ္စာကစားကွင်းလေးပါဒီမှာကားလေးရက်တဲ့နေရာအောက်မှာဒီမှာကားလေးရက်လို့ရပါတယ်ဒီမှာရထားလမ်းမှာဟိုမှာရထားလမ်းမျောစင်မှာဒါကတော့လူပုံလေးပါရွာသားပုံလေးပါကျွန်တော်နောက်လဲအားပေးကြပါဦးလို့ကျွန်တော်အားလေးပါလေးပေးကြပါကျွန်တော်ထပ်ပြီးတော့စောက်ပါ